ကန်အားလျော်စွာပေါ့ဟုတ်ရလားဟုတ်ရလားအဲ့ဒါလိုပြောချင်တာကအကုသိုလ်ကိုပြုတယ်ဆိုလို့ရှိရင်ယုံညံ့တဲ့အပယ်လေးပါးခန္ဓာတွေကိုရအောင်ရှာရရောက်တယ်အဲ့ဒီအပယ်လေးပါးခန္ဓာတွေဟာအိုတတ်တဲ့နာတတ်တဲ့သေတတ်တဲ့ညှဉ်းနှွမ်းတတ်တဲ့ခန္ဓာတွေပဲမဟုတ်လားဟောအဲ့တော့ဒါညှဉ်းနှွမ်းသောရှာဖွေမှုလို့ပြောလို့မရဘူးလားရတယ်အဲ့တော့ပြစ္ဆုတ်ပံရှာထားတာလောက်တင်ဒကာဓမ္မတို့ဦးဇင်းတို့နားလေသဘောပေါက်ထားရုံမျှနဲ့မပြည့်စုံသေးဘူးဟုတ်ရဲ့လားအကုသိုလ်မှုကိုပြုလို့ရှိရင်လည်းပဲဒါမမြတ်သောရှာဖွေခြင်းပဲမမြတ်သောမှာတော်တော်ကိုရှုံးတဲ့ရှာဖွေခြင်းပဲယုံညံ့တဲ့ဘဝခန္ဓာတွေရအောင်ရှာထားရမရောက်ဘူးလားရောက်တယ်။ကိုင်နောက်တစ်ချက်ကုသိုလ်ကောင်းမှုတွေပြုတယ်ကုသိုလ်ကောင်းမှုတွေနော်ပုထုသင်တဘာဝကုသိုလ်ဟာကောင်းတယ်လို့အဆုံးအမတွေကိုရလို့ကုသိုလ်ကောင်းမှုကိုမပြုကြဘူးလားပြုထားတာရှိတယ်။ရှိတော့အဲ့ဒီကုသိုလ်ကောင်းမှုကိုပြုတဲ့နေရာမှာတော့နှစ်ချက်ပြောရလိမ့်မယ်။နော်တချို့ကကုသိုလ်ကောင်းမှုကိုပြုတော့ပြုတယ်ဒါပေမဲ့ရည်ရွယ်ချက်ကမမှန်ဘူးမမြင်ဘူးဟုတ်လားဒီကုသိုလ်ကောင်းမှုကိုဘဝတမ္ပတ္တိဘောဂတမ္ပတ္တိတစုံတစ်ခုတောင်းတလိုလားချက်နဲ့ပြုကြတာဒုက္ခခတ်သိငြိမ်းခြင်းလို့ပြုတာမဟုတ်ဘူးကိလေသာငြိမ်းခြင်းလို့ပြုတာမဟုတ်ဘူးနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းလို့ပြုတာမဟုတ်ဘူးတန်တရားဝဆင်းရဲကလွတ်ချင်တဲ့စိတ်နဲ့ပြုတာမဟုတ်ဘူးတချို့ဆိုလို့ရှိရင်ဘဝတမ္ပတ္တိဘောဂတမ္ပတ္တိလောက်တောင်မရည်မှန်းတတ်ဘူးဂုံပကာသနာရှိုံမျှလောက်တချို့ကြတော့ရည်မှန်းတာရှိတယ်လူသိသေးခြင်းနဲ့ငါဒီလိုလှုပ်လိုက်တယ်ဟုတ်လားဟိုတချို့လှူးနေတာတွေလူသိသေးခြင်းလို့လှူးနေတာတွေရှိတယ်နော်တချို့များဆိုလို့ရှိရင်ဟိုကြားရတာကောင်းတော့မကောင်းပါဘူးလေဟုတ်လားဝဲတွေဘာတွေရအောင်မို့လို့ပြည့်အောင်လှူရတဲ့လူတွေတောင်ရှိတယ်လို့ကြားဘူးတယ်ဟုတ်ရလားအေးအဲ့ဒါလို့လှူဒန်းခြင်းမျိုးကြတော့ကုသိုလ်တော့ကုသိုလ်ပဲဒါပေမဲ့မမြတ်သောကုသိုလ်ဟုတ်ရလားမမြတ်သောကုသိုလ်အဲ့ဒါလို့ပဲသီလသမာဓိပညာရည်ရွယ်ချက်မမှန်ဘူးပေါ့နိဗ္ဗာန်ရဖို့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းဖို့လောဘဒေါသတွေငြိမ်းဖို့ဒီလိုရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘူးတစုံတစ်ခုသောလိုအပ်ချက်တစုံတစ်ခုသောတောင်းတချက်နဲ့ပြုတယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်သည်ကောင်းတဲ့အမှုဖြစ်တဲ့အတွက်ကြောင့်လူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာဆိုတဲ့တန်တရားတွင်ချမ်းသာကိုတော့ပေးလိုက်မယ်နော်သူကကုသိုလ်ဖြစ်တာကိုဒါမဲ့သူ့ကိုချမ်းသာလို့ဆိုရတာကအပေလေးပုံရဲ့ဘဝနဲ့စာရင်ကောင်းလို့မို့သူ့ကိုချမ်းသာလို့ပြောရတာတကယ်လို့သစ္စာအမြင်နဲ့ကြည့်မယ်ဆိုရင်တော့သူ့ကိုလည်းချမ်းသာလို့ပြောလို့မရဘူးသူဟာလည်းပဲဒုက္ခသစ္စာထဲမှာအကျုံးဝင်တာပဲမဟုတ်လားနော်ဖြစ်ပေါ်လာတယ်ချုပ်ပြောက်သွားတယ်သူလည်းဒီတိုင်းသွားတာပဲလေဟုတ်ရလားသို့တော့အပေလေးပုံလောက်တော့သူကဒုက္ခမကြီးဘူးပေါ့တနည်းအားဖြင့်ကိုကလွတ်မြောက်ခြင်းတယ်ဆိုလို့ရှိရင်နိဗ္ဗာန်ရအောင်လွတ်မြောက်အောင်သူ့မှာလုံနိုင်ခွင့်ရှိတာပေါ့အပေပုံကတော့ဆင်းလဲဆင်းရဲတယ်လွတ်မြောက်အောင်လည်းလုံနိုင်ခွင့်သူတို့မှာမရှိဘူးသူတို့ကတော့တော်တော်ကိုဆိုးတဲ့ဘဝပေါ့ဟုတ်ရလားသို့တော်လည်းပဲနိဗ္ဗာန်ကိုရည်မှန်းချက်မထားဘဲနဲ့ပြုလုပ်လိုက်တဲ့ကုသိုလ်ကံတွေလည်းပဲလူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာလို့ချမ်းသာနာမည်တက်ပြီးတော့ဆိုရတော့လည်းပဲသစ္စာအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒုက္ခသစ္စာကိုပဲသူရတာတနည်းအားဖြင့်အိုဓာတ်နာဓာတ်သေဓာတ်ညှဉ်းနှွမ်းတတ်သောခန္ဓာပဲထပ်ပြီးတော့ရတာပဲမဟုတ်လားဟုတ်တယ်နော်အဲ့လိုဆိုရင်သူ့ကိုလည်းဘယ်လိုလဲထည့်မလို့မမြတ်သောရှာမိခြင်းနဲ့ပဲထည့်ရမှာပဲဟုတ်လားအကုသိုလ်နဲ့အပေပုံကိုရှာတာနဲ့စာရင်တော့ကောင်းတယ်ပေါ့ဒါကတော့ဦးဇင်းတို့တိတိကျကျပြောရမယ်နော်အတူတူလို့တော့သွားပြောလို့မရဟုတ်ရလားအတူတူလို့တော့ပြောလို့မရဘူးအပေပုံဆိုတာကဆင်းရဲရတဲ့အထက်ဒီဆင်းရဲကလွတ်မြောက်ခွင့်ရှိအောင်လုပ်လို့မရဘူးလွတ်မြောက်ခွင့်အဲ့ဒီဘဝမှာမရှိဘူးပေါ့ဒကာဓမ္မတို့ဦးဇင်းတို့သုခရိပုံသားဆိုတာကဆင်းရဲတယ်သို့တော့ဒီဆင်းရဲကလွတ်အောင်လုပ်လို့ရတယ်အဲ့ဒီအချက်မှာအများကြီးမကွာဘူးလားကွာတယ်နော်ဒါဒုက္ခသစ္စာချင်းတူတာနဲ့အကုန်တူတယ်လို့တော့ရောပြီးတော့ပြောလို့တော့တဘာဝကြမှာမဟုတ်ဘူးဟုတ်ရလားဒါကြောင့်ပြေးသက်ပေါင်းသူတော်ကောင်းတို့အာကုသိုလ်လုပ်ပြီးတော့အပေပုံကိုရှာခြင်းတည်လည်းပဲမမြတ်သောရှာဖွေခြင်းအိုနာသိညှဉ်းနှွမ်းတတ်သောသဘောတရားကိုရမှာပဲနိဗ္ဗာန်ကိုမရည်ရွယ်ဘဲနဲ့တန်တရားဝဆင်းရဲကလွတ်မြောက်ဖို့ဆိုတာမပါဘဲနဲ့ကုသိုလ်မျိုးစုံကိုပြုခြင်းတည်လည်းပဲချမ်းသာလို့ဆိုရတော်ညာလည်းပဲအိုနာသိညှဉ်းနှွမ်းတတ်သောတရားတွေဖြစ်တဲ့အတွက်ကြောင့်သူလည်းပဲမမြတ်သောရှာမိခြင်းတွေကိုထည့်ရလိမ့်မယ်ဟုတ်ရလားဒါနဲ့ရင်မြတ်သောရှာမိခြင်းကဘာလဲဆိုတော့နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့တန်တရားဝဆင်းရဲကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုတဲ့ကုသိုလ်ကောင်းမှုကတော့ဒါမြတ်သောရှာဖွေခြင်းပဲအဲ့ဒါကတော့မြတ်သောရှာဖွေခြင်းဖြစ်မယ်နော်နောက်ပြောတာထဲမှာသွားပြီးတော့အကျုံးဝင်ပဲဟုတ်ရလားဒါကြောင့်မမြတ်သောရှာဖွေခြင်းဆိုတာကိုအဲ့ဒါလို့ကြဲကြဲပြန့်ပြန့်ကလေးပိဿပေါင်းသူတော်ကောင်းတို့ချက်ထွင်ပြီးတော့တွေးတတ်ဖို့မလိုဘူးလားလိုပါတယ်အခုရှာထားတာတွေကိုလည်းအကဲခတ်ပါ
ကန်နေပြုတ်တဲ့အချိန်တိုင်းမှာလည်းပဲဒါဘာကိုရမှာလဲတနည်းအားဖြင့်ဒါငါဘာကိုရှားနေတာလဲကိုမရှိသေးတယ်မို့လားအကုသိုလ်ဆိုရင်တော့အပေပုံကိုရှားတာပဲသိကြတယ်နော်နိဗ္ဗာန်မရည်ရွယ်တဲ့ကုသိုလ်ဆိုရင်တော့သူဂတိပုံတည်းဟူသောအိုနာတိညင်နှံ့တဲ့တရားကိုရှားတာပဲဟုတ်ရလားအေးဒါကတော့မမြတ်သောရှာမိခြင်းနဲ့ပတ်သက်တဲ့အချက်လက်လေးတွေပေါ့နော်နောက်မြတ်စွာဘုရားကမြတ်သောရှာမိခြင်းဆိုတာလည်းရှိသေးတယ်တဲ့အဲ့ဒါကတော့ဖြောင်းဖြောင်းဆန့်ကျင်လိမ့်မယ်ဦးဇင်းတို့အခုပြောခဲ့တဲ့တရားတွေနဲ့ဖြောင်းဖြောင်းဆန့်ကျင်လိမ့်မယ်နော်သူကတော့စတ္တသောဣမဘိက္ခဝေအရိယပရိယေတနာဘိက္ခဝေယဟန်တော်မြတ်ဥချတာတို့အရိယပရိယေတနာမြင့်မြတ်သောရှာဖွေခြင်းတို့သည်ဣမစတ္တသောဤလေးပါးတို့ပါပေတည်းချတာတို့တဲ့မြင့်မြတ်သောရှာဖွေခြင်းဆိုတာခုပြောမဲ့လေးပါးပါတဲ့ဘာတွေတုံးဆိုတော့ဣရာဘိက္ခဝေဧကိစ္ဆောအတ္တနာဇရာဓမ္မောတမနောဇရာဓမ္မေအာရိနဝဝိဒိတဝါအာဇရာနုဒ္ဒရယောဂခေမံပရိယေတတိအာဇရာနုဒ္ဒရယောဂခေမံနိဗ္ဗာနံပရိယေတတိဘိက္ခဝေယဟန်တော်မြတ်ဥချတာတို့ဣရာဤလောကကြီးမှာဧကိစ္ဆောချို့သောပုဂ္ဂိုလ်တို့သည်အတ္တနာမိမိကိုယ်တိုင်ကဇရာဓမ္မောဥခြင်းသဘောတရားရှိသည်တမန်တော်ဖြစ်နေသည်ဖြစ်သောကြောင့်ဇရာဓမ္မေဥခြင်းသဘောတရားရဲ့အာဒီနဝအပြစ်အနာစာကိုဝိရိတဝါသိမြင်နာလေအောင်ကြိုးစားကြကုန်သည်ဖြစ်၍အဇရံဥခြင်းသဘောတရားမရှိသောအနုတ္တရံအတုမရှိမြင့်မြတ်သောယောဂခေမံယောဂ၄ပါးတို့ရဲ့ကုန်ခန့်ရာဖြစ်သောနိဗ္ဗာန်နိဗ္ဗာန်ကိုပရိယေတတိရှာမိ၍ရှာဖွေ၍နေ၏နော်ပထမမြတ်သောရှာဖွေခြင်းကိုယ်တိုင်ကအိုတတ်တဲ့သဘောတရားရှိတယ်အဲ့ဒါကိုကောင်းကောင်းသိမြင်နားလေသဘောပေါက်ပြီးတော့ဒီအိုတတ်တဲ့သဘောတရားဟာအကောင်းမဟုတ်ဘူးလို့အိုခြင်းရဲ့အပြစ်ကိုမြင်ပြီးတော့အဲ့ဒီအိုခြင်းကင်းရာတနည်းအားဖြင့်အိုခြင်းကလွတ်ရာနော်အနုတ္တရယောဂခေမနိဗ္ဗာန်ပရိယေတတိတဲ့အနုတ္တရဆိုတာကတော့အင်မတန်မြင့်မြတ်တယ်ပေါ့နာဥတ္တရနော်အတုမရှိမြင့်မြတ်တဲ့တရားပေါ့နိဗ္ဗာန်ကိုပြောတာပါပဲယောဂခေမဆိုတာကတော့ယောဂ၄ပါးတို့ရဲ့ကုန်ခန်းရာပေါ့နော်ယောဂဆိုတာကတရားကိုကောက်ရင်တော့ဒီကိလေသာတွေလောဘဒေါသတွေကိုပဲယောဂလို့နာမည်တစ်မျိုးနဲ့မြတ်စွာဘုရားကဟောတာပါယောဂဆိုတာရှင်ဆက်ခြင်းသဘောလို့အဓိပ္ပာယ်ရတယ်လောဘဒေါသမောဟဆိုတဲ့ယောဂတရားတွေဟာတတ္တဝါတွေကိုဒုက္ခတွေနဲ့မကွဲမကွာဖြစ်အောင်အမြဲတမ်းချီထားတယ်တုတ်ထားတယ်နှောင်ထားတယ်ရှင်ထားတယ်ဆက်ထားတယ်ခွဲခွာလို့မရဘူးဒုက္ခနဲ့တတ္တဝါကိုပူးကပ်ပြီးတော့ချီတုတ်ထားတဲ့သဘောချီတုတ်ထားနိုင်တဲ့အစွမ်းရှိတဲ့သဘောဒါကြောင့်ကိလေသာတို့သည်ယောဂလို့အမည်တစ်မျိုးရတယ်ပေါ့မန္တလေးစတော်ဘုရားကြီးကတော့ဒီယောဂဆိုတာကိုဘယ်လိုဥပမာပေးလဲဆိုတော့ပိဿပေါင်းသူတော်ကောင်းတို့ရန်ကုန်ကလူတွေဆိုတော့လှဲကလူတိုင်းစီးချင်မှစီးဘူးမှာဟုတ်လားလှဲမှာထဘိုးတုံးမှာတတ်ထားတဲ့နွားဟုတ်လားနွားနှကောင်ကိုထဘိုးတုံးမှာကလိုက်တယ်ခေါ်တာပေါ့လေဟုတ်လားထဘိုးကြီးနဲ့ဘွဲ့ရိုးနဲ့တက်ပြီးတော့ဓာတုကိုရှေ့ကိုသွားရင်လည်းပဲလှဲကြီးကဘာဖြစ်သွားတော့ပါသွားမှာသူဒီကနေယုံထွက်လို့မရဘူးဒီနွားကလှဲနဲ့သူ့ကိုအမြဲတမ်းပူးချီပြီးတော့ခံထားရတယ်အဲ့ဒါမောင်းတဲ့နေရာကိုသူသွားရမှာပဲလှဲပေါ်မှာပါတဲ့လူကဟိုသွားဆိုသူဟိုသွားမှာပဲသွားတဲ့နေရာတိုင်းမှာဒီလှဲကြီးကပါနေမှာပဲအဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းပဲခန္ဓာဒီဟူသောဝန်ထုတ်ဝန်ပိုးလှဲကြီးကိုတည်ပြီးတော့သုံးတဲ့ပုံမှာအနှံ့သွားနေရတာဘာဖြစ်လို့လဲဆိုတော့ဒီယောဂဆိုတဲ့ဒုက္ခနဲ့ကိုယ်နဲ့ကိုရှင်ဆက်ထားတဲ့သဘောချီတုပ်ထားတဲ့သဘောကိလေသာတွေကိုပြောတာပါပဲဟုတ်လားအဲ့ဒီသဘောတရားတွေရှိနေလို့ဒုက္ခနဲ့ကိုယ်နဲ့ဟာအမြဲတမ်းမကွာအောင်နေရတယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကယောဂခေမံယောဂ၄ပါးတို့ရဲ့ကုန်ခန်းရာဆိုတာနိဗ္ဗာန်ကိုပြောတာပါဟုတ်ရလားအေးပြောချင်တာကကိုယ့်ရဲ့အိုခြင်းသဘောတရားရှိတာကိုကောင်းကောင်းနားလေသဘောပေါက်ပြီးတော့အဲ့ဒီအိုခြင်းရဲ့အပြစ်ကိုမြင်ပြီးတော့အတုမရှိမြတ်လှစွာသောယောဂ၄ပါးရဲ့ကုန်ခန်းရာဖြစ်သောကိလေသာတွေချုပ်ငြိမ်းရာဒုက္ခတွေချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်ဆိုတဲ့တရားကိုရှာတယ်တဲ့သူတော်ကောင်းအလုပ်ကိုလုပ်တယ်ပေါ့နိဗ္ဗာန်ရောက်ကြောင်းတရားကိုအားထုတ်တယ်ပေါ့နော်တူပြောရရင်တော့အဲ့ဒီနေရာမှာသူကအားထုတ်ခြင်းရဲ့အကြောင်းကံလေးကတော့နည်းနည်းကွဲပြားမယ်နဲ့တူတယ်နော်အိုခြင်းသဘောတရားကိုမြင်ပြီးတော့အဲ့ဒီအိုခြင်းရဲ့အပြစ်ကိုမြင်ပြီးတော့အိုခြင်းကလွတ်အောင်လုပ်မယ်ဆိုတဲ့ဒီအကြောင်းခန္ဓာလေးကတော့နည်းနည်းထူးခြားမှုမရှိဘူးလားရှိတယ်နော်လှုပ်တာကတော့နိဗ္ဗာန်ရောက်ကြောင်းတရားကိုလှုပ်တာပဲဟုတ်ရလားအေးအဲ့ဒါလိုမျိုးအိုလွတ်ရာကိုရှာတဲ့သဘောပေါ့နော်အဲ့ဒါပထမမြတ်သောရှာမိခြင်း
နောက်ဟာတွေကိုကြာတော့ပိဿပေါင်းသူတော်ကောင်းတို့ရိပ်မိလောက်ပါပြီဟုတ်ရဲ့လားအကြံမြင်လေးတော့ပြောသွားမယ်နော်အာတနာစရာဓမ္မောတမနောစရာဓမ္မေအာရိနဝဝိဒိတဝအစရအနုတ္တရယောဂခေမနိဗ္ဗာနံပရိယေတတိကိုယ်တိုင်ကနာကျင်တတ်တဲ့သဘောတရားရှိတာကိုသိမြင်နားလည်ပြီးတော့ဒီနာကျင်တတ်တဲ့သဘောတရားရဲ့အပြစ်ကိုမြင်ပြီးတော့စရာကင်းရာနာကျင်ခြင်းကင်းရာအတုမရှိမြင့်မြတ်တဲ့ယောဂ၄ပါးတို့ရဲ့ကုန်ခန်းရာဖြစ်တဲ့နိဗ္ဗာန်ကိုရအောင်ရှာတယ်တဲ့ဒါဒုတိယမြတ်သောရှာမိခြင်းပေါ့ဟုတ်ရဲ့လားဒီနောက်ပြီးတော့အာတနာမရဏဓမ္မောတမနောမရဏဓမ္မေအာရိနဝံဝိဒိတဝါအမရဏနုတ္တရယောဂခေမနိဗ္ဗာနံပရိယေတတိကိုယ်တိုင်ကသိဆုံးတတ်တဲ့သဘောပျက်စီးတတ်တဲ့သဘောတရားရှိတာကိုကောင်းကောင်းနားလည်သဘောပေါက်ပြီးတော့အဲ့ဒီသိဆုံးတတ်သောပျက်စီးတတ်သောသဘောရဲ့အပြစ်ကိုမြင်ပြီးတော့သိခြင်းကင်းရာနိဗ္ဗာန်ဆိုတဲ့တရားဓုတရားမြတ်ကိုရအောင်သူရှာမယ်တဲ့အဲ့ဒါမြတ်သောရှာဖွေခြင်းပါတဲ့၃မျိုးရှိပြီနော်နောက်တစ်မျိုးကအတနာတံကိလေသာဓမ္မောတမနောတံကိလေသာဓမ္မေအာရိနဝံဝိဒိတဝါအတံကိလေထံအနုတ္တရယောဂခေမနိဗ္ဗာနံပရိယေတတိကိုယ်တိုင်ကညင်နွမ်းတတ်တဲ့သဘောတရားရှိတယ်ဒါလေးတော့နည်းနည်းပြောတရားရှိတယ်နော်ညင်နွမ်းရတယ်ဆိုတာကကောင်းတာမဟုတ်ဘူးနော်ညင်နွမ်းတတ်တဲ့သဘောပူလောင်တတ်တဲ့သဘောကိလေသာတွေရှိတယ်ဆိုတာကကောင်းတဲ့သဘောမရှိဘူးသူ့မှာအပြစ်တွေအများကြီးရှိတယ်အဲ့ဒီအပြစ်ကိုမြင်အောင်ကြည့်ပြီးတော့ဒီအပြစ်တွေကလွတ်အောင်ငါကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးဖြင့်နိဗ္ဗာန်ရောက်ကြောင်းတရားကိုအားထုတ်တယ်ပေါ့အဲ့တော့ဒီတန်ကိလေသာဆိုတဲ့ညင်နွမ်းတတ်တဲ့သဘောတရားတွေကိလေသာတို့ရဲ့အပြစ်တွေဆိုတာကပြောရင်ကုန်နိုင်ပေါ်ရမရှိဘူးဟုတ်ရဲ့လား